2026 FIFA ကမ္ဘာဖလားမှာအသက်အငယ်ဆုံးကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းဟာစပိန်၊ပြင်သစ်ဒါမှမဟုတ်အာဂျင်တီးနားမဟုတ်ဘူးဆိုတာသင်သိပါသလားဟုတ်ပါတယ်ဒါကအမှန်ပါပဲအခုဖော်ပြပြီးမှာကတော့ဒီကမ္ဘာဖလားမှာအသက်အငယ်ဆုံးကစားသမားအင်အားနဲ့ဖွဲ့စည်းထားတဲ့ထိပ်သီးအသင်း9သင်းပဲဖြစ်ပါတယ်ကျွန်တော်ကိုယုံပါနောက်ဆုံးနံပါတ်1အသင်းကတော့တကမ္ဘာလုံးကိုတုံးလို့6ချစေနေပါပြီနံပါတ်5အမေရိကန်အသင်းရဲ့68%နီးပါးဟာအသက်26နှစ်အောက်ကစားသမားတွေဖြစ်ကြပါတယ်လူငယ်တွေဖြစ်ပြီးမြန်ဆောင်တွက်လက်ကကြန့်ခိုင်မှုပိုင်းအလွန်ကောင်းမွန်တဲ့အမေရိကန်အသင်းဟာအသင်းကောင်းဆောင်ခရစ်စတန်ပူလီစစ်ရဲ့ဦးဆောင်မှုနဲ့အတူမိမိတို့ရဲ့အင်ကွင်းမြေပေါ်မှာတကမ္ဘာလုံးကိုအံ့အားသင့်အောင်လှုပ်ပြော်ဖို့ရည်မှန်းထားပါတယ်။နံပါတ်4ဘရာဇီးကစားသမားတွေရဲ့97%ခန့်ဟာအသက်29နှစ်အောက်တွေထိကြပါတယ်။အန်ဒရစ်နဲ့အတူဘရာဇီးမျိုးဆက်တွေနဲ့ဖွဲ့စည်းထားတဲ့စလီဆောင်အသင်းဟာအနာဂတ်အတူပြင်ဆင်နေပြီဖြစ်ပြီးတကမ္ဘာလုံးအသက်တကယ့်ကိုအလန်းစားပွဲစဉ်ကောင်တွေကိုပြသသွားဖို့ကတိပြုထားပါတယ်။နံပါတ်3စီနီဂေါအသင်းရဲ့84%နီးပါးဟာအသက်28နှစ်အောက်တွေဖြစ်ကြပါတယ်။သူတို့ဟာကမ္ဘာထိပ်ပြီးဘောလုံးအင်အားကြီးနိုင်ငံတွေကိုတုံ့လှုပ်သွားစေဖို့အစဉ်သင့်ဖြစ်နေတဲ့ဆာလောင်မွတ်တင်တဲ့အချင်းသေးပြိုလေးတွေဖြစ်ကြပါတယ်။အာဖရိကချန်ပီယံအသင်းဟာလက်ရှိမှာထိပ်တန်းချီစွမ်းကိုပိုင်ဆိုင်ထားပါတယ်။နံပါတ်9အင်္ဂလန်ကစားသမားတွေရဲ့88%ကျော်ဟာအသက်29နှစ်အောက်တွေဖြစ်ကြပါတယ်။ ဘယ်လင်ဟမ်ပါမာနဲ့ဆာကာဒိုလိုကစားသမားတွေနဲ့အတူအင်္ဂလန်အသင်းဟာဒီပြိုင်ပွဲမှာအန်တရက်အရှိဆုံးမျိုးဆက်တဲ့အသင်းတစ်သင်းကိုပိုင်ဆိုင်ထားပြီးဘယ်အသင်းကိုမဆိုညတာထောက်ထားမှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့နံပါတ်10ဒီကမ္ဘာဖလားမှာအသက်အငယ်ဆုံးနဲ့အတောင့်တင်းဆုံးအကြောက်စရာအကောင်းဆုံးကစားသမားအင်အားစုထူပါတယ်။လူတိုင်းကိုထိတ်လန့်တုန်လှုပ်စေတဲ့ဒီအသင်းကဘယ်အသင်းထင်မလဲ။မတ်ချက်ထဲမှာသူတို့ရဲ့အမည်ကိုရှင်းသားပေးခဲ့ကြပါဦး။